သမျှပြေဆုံးအောင်ပဲဖျားမှမစွမ်းနိုင်ဘူးနိစ္စတာနဲ့ရောင်ရဲကြရတာလေမဲအတိပါပဲကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချွတ်ယွင်းချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုတည်းစွတ်တင်တွတ်